ခံမိသားစုများအားလုံးမင်္ဂလာပါဗျာတူရီကေကေ YouTube channel ကနေကြိုဆိုပါရစေဒီတစ်ပတ်မှာတော့ကိုခံရဲ့မိသားစုများကိုတနင်္လာနေ့မနက်မှာ9-6အင်္ဂါနေ့ညနေမှာ6ခုဗုဒ္ဓဟူးနေ့မနက်မှာ9-5ဆိုပြီးတော့ကိုခံကူညီနိုင်ခဲ့ပါတယ်15ရက်နေ့မနက်အတွက်ရှာဖွေထားတဲ့ကဏ္ဍလေးတွေကိုလာပြပြပေးတာပါခင်ဗျာခုပြောပြမယ့်ကဏ္ဍတွေကတော့ထွက်စင်နေနဲ့ကြာစင်နေ73နှစ်စာခြေခံပြီးရှာဖွေတွေ့ရှိထားတဲ့ကဏ္ဍလေးတွေကိုလာပြပြပေးတာပါဒီကဏ္ဍလေးတွေကတော့15ရက်နေ့မနေ့အတွက်ကြိုက်ဆုံးကဏ္ဍလေးတွေပဲဖြစ်ပါတယ်ပရိတ်အနေနဲ့ကြံဒီတစ်ပတ်မှာကြံနေတဲ့၄ခုပရိတ်ကိုကြက်ပါတယ်ဗျာဒီကဏ္ဍတွေကကြာစင်နေနဲ့ထွက်စင်နေပုံမှာမူတည်ပြီးရှာဖွေပေးထားတာဖြစ်တဲ့အတွက်အာမခံချက်တော့မရှိပါဘူးဗျာကစားမယ်ဆိုရင်တော့မျိုးတို့ချိန်စားပြီးတော့ကစားကြပါ